ဒီနေ့တော့လောကကြီးကိုခဏလောက်ခွင့်တိုင်ထားလိုက်မယ်လူတွေနဲ့ဝေးရမှာရိုးရှင်းလေးပဲဖြတ်တန်းမှုဆုံးဖြတ်လိုက်တာပါခေါ်ဖြစ်ကတော့ဘာမှရှုပ်ထွေးနေတဲ့ဒီယိုမစတောင်းတူရဲ့နိုင်ငံမှာဖုန်တက်နေတဲ့ငါရဲ့ဂီတာအိုကြီးရဲ့ပေါ့စပိုင်းမှာတော့ဟေ့အောင်မင်းတယောက်တည်းတောက်နေတာလားဆိုပြီးကိုပြန်မေးနေမိသေးတယ်ဒါပေမဲ့ယိုမတမုံတောက်လိုက်တဲ့အချိန်မှာတော့အဖြေကရှင်းသွားပြီတယောက်တည်းတောက်ရတာဟာအထီးကျန်တာမဟုတ်ဘူးကိုပြန်ပြီးမိတ်ဆက်နေတာပါဗျဂီတာကိုပိုက်ပြီးကော့လေးတွေကိုစမ်းတီးကြည့်တော့မှဒီတန်စင်တွေကငါ့ကိုနားလေဆုံးဆိုတာသိလာရတယ်ရိုးမရဲ့ပြင်းချရအရတာနဲ့ဂီတာရဲ့အနှိမ့်မြင့်တန်စီတွေနဲ့ပေါင်းဆက်လိုက်တဲ့အခါပိုခန်းလေးကကဘာပေါ်မှာအကောင်းဆုံးဘာတစ်ခုဖြစ်သွားတာပါပဲဗျာချင်းဆိုရင်လည်းစဉ်းစားမိတာတစ်ခုရှိတယ်လူများကြီးနဲ့တောက်ရင်ကိုဆိုခြင်းနဲ့တချင်းကိုဆိုခွင့်မရဘူးခုတော့စိတ်ကြိုက်ပဲလွဲချော်ချော်ဆိုနေတဲ့ဂီတာကကိုရှိမဲ့တူမရှိဘူးရိုးမကလည်းဟဲ့အောင်မင်းအတန်ဝင်နေပြီလို့လာမပြောဘူးအစ်စေးပဲလေဂီတာကျိုးကိုတုံးခအောင်တီးလိုက်တဲ့ဘဝရဲ့ပင်ပန်းမှုတွေကဒီယိုးမရဲ့အမြုပ်တွေလိုပဲပျောက်ကွယ်သွားသလိုခံစားရတယ်။တခါတလေကြတော့လေတယောက်တည်းတောက်ပြီးတချင်းဆိုနေရတဲ့ကိုပုံစံကိုကြည့်ပြီးငါကတော့တကယ်ကိုနုပညာဓမ္မစစ်ပဲလို့ထင်မိသေးတယ်။တကယ်ကတော့မူးနေတာပါ။ကဲဒီညတော့ဒီယိုးမတောင်ရှင်မှာဂီတာတလက်နဲ့အတူအလွမ်းတွေပျော်တွေကိုတချင်းဖြစ်ပြောင်းလဲပြစ်လိုက်အောင်မယ်။မနေ့ပြန်မိုးလင်းလို့မျက်လုံးပွင့်လာရင်တော့ငါဂီတာကဘယ်နှရောက်နေလဲပြောပြကြအောင်နော်။အားလုံးပဲဂီတာတန်လေးနဲ့တူကိုတော့ cheers ပါဗျ